လောကကြီးဟာဘလောက်ပဲကောင်းအောင်လုပ်လို့ဒီနေ့ကျတော့လောကကြီးဟာအဆုံးသတ်မကောင်းဇလန်နေမှာတော့အလွန်အဆွေးနဲ့ဒီကုန်းချုပ်တဲ့ဇလန်ရှိတယ်လို့ပျော်ရွှင်မှုနဲ့ဒီကုန်းချုပ်တဲ့ဇလန်လည်းရှိတယ်နော်comedy တို့ tragedy တို့ဆိုတာဘဝမှာတော့ပျော်ရွှင်မှုနဲ့ဒီကုန်းချုပ်ရတာလို့မရှိဘူးအမြဲတမ်းဟာသိဆုံးရတာနဲ့ဆုံးသက်တဲ့အတွက်ကြောင့်အကောင်းနဲ့ဆုံးသက်တဲ့ဘဝဇလန်းဆိုတာတကယ်မရှိဘူးအဆိုးနဲ့ပဲဆုံးသက်တာပဲတကယ်ဘဝဇက်ခုံမှာအဆိုးဆုံးပဲနောက်ဆုံးမှာဘလောက်တော်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဘဝကထွက်ခွာပေးရတယ်ဆိုတဲ့နောက်ဆုံးဆင်ရောက်သွားတာ